အားလုံးပဲမင်္ဂလာပါတပတ်တာလုံးအတက်အားကောင်းခဲ့တဲ့ကမ္ဘာရွှေဈေးကတော့လက်ရှိမှာအမြင့်ဆုံးဈေးတန်းအနေနဲ့ကျွန်တော်4389ဈေးတန်းထိကိုဒါအမြင့်ဆုံးဈေးတက်ထားတယ်နောက်ပြီးတော့ဒီနေ့တနေ့တာအတွက်အနိမ့်ဆုံးဈေးတန်းအနေနဲ့4289ဈေးတန်းကိုဈေးကျထားတယ်ဆိုတော့အမြင့်ဆုံး4389ထိတက်ပြီးတော့မှအနိမ့်ဆုံး4289ထိဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာရွှေဈေးကဈေးဖွင့်တဲ့အချိန်ကနေခုချိန်ထိဆိုရင်တော့တစ်တရာဝန်းကျင်ခန့်ကိုဒါအလှုပ်ခတ်ဖြစ်ထားပြီးပဲဖြစ်ပါတယ်ဆိုတော့လက်ရှိဈေးတန်းမှာဆိုရင်တော့ကျွန်တော်တို့4368ဈေးတန်းကိုရောက်နေပါတယ်အဲဆိုတော့အခုလိုဈေးအတက်အားကောင်းနေတဲ့အနေအထားမှာကျွန်တော်တို့ဘယ်ဈေးတန်းတွေမှာအကြောင်းအဝယ်လုပ်မလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့မှကြည့်ရအောင်ပါလက်ရှိအနေထားမှာဆိုရင်တော့ကမ္ဘာရွှေဈေးကဒါ4388ဈေးတန်းကကျွန်တော်တို့အတက်အဟံအတာဈေးတန်း resistance ဈေးတန်းအနေနဲ့ရှိနေတာကိုတွေ့ရတယ်ကျွန်တော်ဒီနောက်မှာဆိုလို့ရှိရင်လည်းဒီ4388ကိုအပေါ်ကိုမဖောက်တက်နိုင်သေးဘူးနောက်တစ်ချိန်ပြန်လာထိတဲ့အခါမှာလည်းလက်ရှိချိန်မှာဆိုရင်တော့4388ဈေးတန်းကိုဖောက်မတက်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာဆိုရင်တော့ဒီ4388ဈေးတန်းကဈေးအတက်အဟံတာဈေးတန်းအနေနဲ့ရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုချိန်မှာဒီ4388ဈေးတန်းကိုဖောက်တက်နိုင်မှသာလျှင်ကမ္ဘာရွှေဈေးကဈေးအတက်ဖက်ကိုပြန်ပြီးတော့မှအားကောင်းမယ်4400ဈေးတန်းတွေ4450ဈေးတန်းဝန်းကျင်နေစီကိုဈေးအတက်အားကောင်းနိုင်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီဈေးတန်းစုံကိုဖောက်မတက်နိုင်ဘူးဆိုလို့ချင်းတော့ကမ္ဘာရွှေဈေးကပြန်ပြီးတော့မှအကျပြန်လာနိုင်တယ်အနည်းဆုံးအနေနဲ့ကျွန်တော်တို့4310ဈေးတန်းကိုပြန်ပြီးတော့မှကျလာနိုင်ပါတယ်မနက်ခင်းပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ4289ဈေးတန်းထိကိုဒါအနည်းဆုံးပြန်ဆင်းထားပြီးတော့မှကွာရွှေဈေးကဒါပြန်တက်လာတာပဲဖြစ်တယ်ပြန်တက်လာတဲ့အနေအထားမှာလည်းကျွန်တော်တို့လက်ရှိ4388ဈေးတန်းအပေါ်ကိုဖောက်မတက်နိုင်သေးတဲ့အခါမှာပြန်ပြီးတော့မှအနေငယ် retreat ပြန်ကျနေတယ်အဲ့တော့ဒီဈေးတန်းအပေါ်ကိုဖောက်မတက်နိုင်သေးဘူးဆိုလို့ရှိရင်ကမ္ဘာရွှေဈေးက4310ဈေးတန်းဝန်းကျင်အောက်ကိုပြန်ပြီးတော့မှအကျပြန်လာနိုင်တယ်ဒီဈေးတန်း4388ဈေးတန်းအပေါ်ကိုဖောက်တက်သွားပြီဆိုရင်တော့ကမ္ဘာရွှေဈေးက4400ဈေးတန်းနေ4450ဈေးတန်းနေထိပြန်ပြီးတော့မှအတက်အားကောင်းနိုင်ပါတယ်ဆိုတော့ရေတိုရောင်းမယ်လို့ချင်တဲ့မိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီနေ့မှာ4388ဈေးတန်းကိုစောင့်ကြည့်ပါဒီဈေးတန်းအပေါ်ကိုဖောက်တက်သွားပြီဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတိုအဝယ် order လိုက်နိုင်တယ်ကျွန်တော်တို့4390 4400ဈေးတန်းဝန်းကျင်နေမှာမိတ်ဆွေတို့တေချာတဲ့အမြတ်ကိုပိုင်းထားနိုင်ပါတယ်ဒီလိုမှမဟုတ်ခင်ねကျွန်တော်တို့4388ဈေးတန်းအပေါ်ကိုမတက်နိုင်ပဲနဲ့ပြန်ပြီးတော့မှကျခဲ့မယ်ဆိုလို့ရှိရင်လည်းဒါမျိုးဆိုလို့ဒီနေ့ရေတိုအယောင် order လိုက်နိုင်တယ်ကျွန်တော်တို့ဒီ4350ဈေးတန်းဝန်းကျင်4340ဈေးတန်းဝန်းကျင်နားမှာမိတ်ဆွေတို့နေတေချာတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်နောက်ထပ်ပြန်ကျလာတဲ့အနေအထားမှာလည်းကျွန်တော်တို့4310အောက်ကိုဆက်ဖောက်မှသာကမ္ဘာရွှေဈေးကထပ်ပြီးတော့ကျမယ်မဖောက်နိုင်သေးဘူးဆိုလို့ရှိရင်လည်းပြန်ပြီးတော့မှဈေးအတက်အားကောင်းနိုင်ပါတယ်ဒီနေ့technical နည်းအရဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ရေတိုအယောင်းဝယ်လုပ်ချင်တယ်ဆိုရင်4388ဈေးတန်းကိုစောင့်ကြည့်စေချင်တယ်အပေါ်ကိုဖောက်တက်လို့ရှိရင်ရေတိုအဝယ် order လိုက်မယ်အပေါ်ကိုဖောက်မတက်နိုင်ပဲနဲ့ပြန်ကျခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ရေတိုအယောင်း order လိုက်နိုင်ပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့တဲမှာကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့တင်တန်းတက်ချင်တဲ့မိတ်ဆွေတွေပါခဲ့တယ်ဆိုရင်နောက်ပြီးတော့ကမ္ဘာရွှေကိုအယောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာအသေးစိတ်လာရောက်စုံစမ်းနိုင်ပါတယ်တင်တဲ့ချန်နယ်မိတ်ဆွေတွေအနေနဲ့ကျွန်တော် Zoom class ရှိမယ် Video class ရှိမယ်ကြိုက်တဲ့တင်တန်းလေးတွေကိုရွေးပြီးတော့မှတက်နိုင်ပါတယ်တင်တဲ့အသေးစိတ်စုံစမ်းဖို့ရအတွက်ကျွန်တော်ရဲ့ဒီ Viber Telegram account တွေမှာလာရောက်ပြီးတော့မှဓာတ်ရိုက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ